ခီးထွက်တဲ့အချိန်မှာဘာတွေပါသွားလဲကင်မရာဖုန်းဘာညာဘာတွေနဲ့ရိုက်လဲဘယ်လိုဖြတ်သန်းလဲပြီးတော့အဲ့ဒါတွေရဲ့ data တွေကိုခင်ဗျားဘယ်လို save လုပ်လဲခင်ဗျားကကွန်ပျူတာပါသွားလားခင်ဗျားတနေ့နေ့အများကြီးသွားရင် data တွေအများကြီးဖြစ်လာမှာဗျာအဲ့ဒါဘယ်လိုဖြည့်ရှင်းလဲကျွန်တော်ဖုန်းတစ်လုံးနဲ့ကင်မရာတစ်လုံးနဲ့ပဲ edit ကင်ပါတယ်ကျွန်တော်ဖုန်းကတော့ iPhone ပေါ့နော် iPhone ကင်နေ256ပါအဲ့တော့ memory လည်းရမ်းမပါဘူးGoPro ထဲမှာထိုးထားတဲ့ဟာကြတော့64လားမသိဘူး64ပဲပါတော့ဗီဒီယိုတွေခဏခဏလှည့်ရတယ်လှည့်ပြီးသွားရင်ကျွန်တော်ဖုန်းထဲမှာ edit တွေကင်နေပေါ့နော်အချိန်ရှိကင်နေကျွန်တော်ကင်တာပေါ့နော်အခုဆိုလည်းအခုနဲ့စကားပြောပြကျွန်တော်နည်းနည်းပါးပါးကင်နေဗီဒီယိုတွေကအခုက900ကျော်600 900အဲ့လောက်တော့နီးပါးလောက်ဖြစ်လာပြီနော်အခု Norway တိဆိုရင်ဘိုင်းနဲ့နဲတာမဟုတ်တော့ဘူးအဲ့တော့ကျွန်တော်ပြင်သစ်မှာပဲ900 800လောက်ဖြစ်နေတာဆိုတော့အခုလည်းကျွန်တော်ကင်နေတာအဲ့လိုမျိုးတတိဖြတ်နေတာပေါ့နော်ဖြတ်ပြီးသွားရင်ကျွန်တော်ကင်ပြီးမှပြင်ပြီး GoPro ရဲ့ပြန်ကူအဲ့လိုပြန်လုံနေရတော့အခုနောက်ပိုင်းတော့ကျွန်တော်စဉ်းစားရတာmemory card တကယ်ဝယ်မယ်လို့စဉ်းစားရပါတယ်ဒီအဲ့လိုအဆင်မပြေဘူးပေါ့နော်ကျွန်တော်လည်းပြင်ပန်းတယ်ခဏဒီဗီဒီယိုတွေတချို့တွေကပြောကြတယ်ဗျာမိနစ်တွေတူတယ်လို့ဟိုကတော့မဟုတ်ဘူးဗျာအဲ့ဗီဒီယိုတွေကဒီတိုင်းလက်ကူနေတာမဟုတ်ဘူးဗျာလောက်ရတာတိလားအဲ့လိုစာတန်းထိုးရတဲ့အပိုင်းတွေပြီးသွားရင်ဗီဒီယိုတော့မလိုအပ်တဲ့အပိုင်းတွေကတ်ကားတာတွေအများကြီးပဲဗျာပြီးတော့ခံစားမှုတွေထည့်ရတာဆိုတော့ခံစားမှုထည့်ရတာပေါ့နော်ဒီဗီဒီယိုကမဆက်9မိနစ်လောက်ထားရင်9မိနစ်ကိုအခါပေါင်းများစွာကြည့်ရတယ်ဗျာအဲ့တော့ကျွန်တော်က10ခေါက်ကြည့်တော့မိနစ်50ဖြစ်သွားပြီအဲ့တော့အများကြီးပဲခံစားချက်ထည့်ရတယ်ဒီလိုနေရာမှာငါဘယ်လိုပြောလိုက်ရင်ဘယ်လိုခံစားချက်ရမလဲဆိုတဲ့ဟာအဲ့လိုမျိုးပြန်သုံးသပ်ရတယ်ပေါ့နော်အဲ့ဒီအားရအချိန်ကြာတာပေါ့အဲ့ဒါကြောင့်တပုတ်ဖန်တီးရတာမလွယ်လို့ပါလို့အဲ့ဒါပရိသတ်တွေကတည်မှာတူရတွေပါတူရရှိရမလုပ်ပါနဲ့လို့ကျွန်တော်ဘလော့ရကျွန်တော်ရဲ့ဘွားတွေကိုရင်းပြီးတော့ထည့်ရတာအားကြောင့်လို့ပါနောက်တစ်ခုကခင်ဗျာကိုယူတယ်လို့ထင်တာလူလားတော့ယူပဲလေဒါပေမဲ့ကျွန်တော်ဖုန်ယူတယ်လို့ထင်တာပေါ့လူဆိုတာတခုခုကိုကယူမအောင်မြင်တာဗျာတိလားဒါပေမဲ့ယူဝိုင်းလည်းအရာတခုပြန်ပြီးတော့မေးဖြောက်ရတယ်အရာတခုကမမေးဖြောက်နိုင်ရင်လုံးဝယူရလိုက်မယ်လုံးဝယူတာနဲ့ယူရတယ်မတူယူရနှစ်ခုရှိရဗျာအဲ့လိုမတ်ဖြစ်တာနဲ့ဘယ်လိုပြောရမလဲ brainless သွားတာနဲ့နှစ်ခုရှိရပေါ့နော်ယူရဲဆိုတာကိုလုံးနေတဲ့အလုပ်ကိုယူတွတ်လောက်တာအဲ့ဒါမှမရရင်ဘာမှမစားတော့ထမင်းလည်းမစားတော့ရေလည်းမတောက်တော့ဘူးဆိုတော့အထိလောက်တာအဲ့ဒါယူတွတ်တာလုံးဝယူရတာတော့ဒါခြောက်သွားတာပေါ့နော်အဲ့လိုမျိုးတော့ကွာတယ်ခင်ဗျာဘာပြောပြလဲဘာမေးချင်နေလဲဆိုတော့ကိုယ်လည်းဘယ်နစ်မလဲဆိုတော့မေးနေတယ်ဒီနေ့3လပိုင်းကြာရင်ပြန်လာဖို့ပြည့်ပေါ့နော်3လပိုင်းရန်ကုန်ရောက်မှာတော့ရန်ကုန်ရောက်လာရင်နောက်ဒီနေ့တည်းပဲဖြစ်ဖြစ်နောက်နေ့ဆိုဝေးပါတယ်ဒီနေ့တည်းပဲဖြစ်ဖြစ်2026ပေါ့နော်နောက်2026ထဲမှာဘယ်နေရာကိုလည်းတူနေပြီးတော့ကိုယ်လည်းတပုတ် create လုပ်လဲပေါ့နော်ပြည့်ရမလားကျွန်တော်လည်းအဲ့ဒါကိုမျှော်လင့်ပါတယ်